သင်ဟာ professional nurse တယောက်အဖြစ်ပြည်ပနိုင်ငံကဆေးရုံတွေမှာလှုပ်လှုပ်ကင်ဖို့ရည်မှန်းချက်ရှိတဲ့သူတယောက်ဒါပေမဲ့အချိန်မရှိဘူးသင်ဟာအဲ့လိုလူမျိုးဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုစက်ကြည့်ပေးဖို့လိုပါမယ် grammar တွေ essay ရေးတွေနဲ့အချိန်ကုန်မခံပဲ professional nurse တယောက်အနေနဲ့လုပ်ငန်းခွင်တွေမှာချက်ချင်းအသုံးချနိုင်မဲ့သူနာပြုလုပ်ငန်းခွင်သုံးအင်္ဂလိပ်စကားပြောတည်တံ့သင်တန်းတွေရှိနေပါပြီဒီသင်တန်းကသင်ကိုဘာတွေပေးမလဲသင်ခန်းစာဗီဒီယိုတွေကို Telegram private group မှာเนาะအချိန်မရွေးလေ့လာခွင့်ရမယ်အပြင်သင်ခန်းစာစာအုပ်နဲ့ပါတွဲဖက်လေ့လာနိုင်မယ်ပါဝင်မဲ့သင်ခန်းစာတွေကလုပ်ဖို့ကံဖက်နဲ့တွေ့ဆုံတဲ့အခါပြောမယ့်စကားသူနာပြုတွေကိုအကဲဖြတ်စစ်ဆေးတဲ့အခါပြောတဲ့စကားနောက်ပြီးတော့လူနာဆောင်အတွင်းမှာတာဝန်ကျတဲ့အခါနောက်တစ်ခုเนาะလူနာတွေကိုအစားအသောက်ကျွေးမွေးတဲ့အခါနောက်တစ်ခုကခန္ဓာကိုယ်လှုပ်ရှားမှုတွေအကြောင်းနောက်ပြီးတော့ဆေးဝါးတွေတိုက်ကျွေးတဲ့အခါမှာနောက်တစ်ခုကကျန်းမာရေးစောင့်ရှောက်မှုเนาะအဖွဲ့အစည်းအတွင်းမှာเนาะနောက်တစ်ခုကတက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်မှုပေးတဲ့အခါတွေမှာသုံးတဲ့စကားပြောအသုံးအနှုန်းတွေပဲဖြစ်ပါတယ်ဒီသင်တန်းရဲ့သင်တန်းကြီးနဲ့ discount အကြောင်းတွေကိုသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့သင်တန်းဖုန်းနံပါတ်ဖြစ်တဲ့0942014839ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်